နေ့ပြောပြမဲ့ပုံမြင်လေးရတော့အမေမတလူဆိုတဲ့ပုံမြင်လေးဖြစ်ပါတယ်ရှေ့တုန်းကရွာတရွာမှာလဲသူမကြီးတယောက်ရှိတဲ့သူ့မှာမောင်အေးလို့ခေါ်တဲ့သားတယောက်ရှိတဲ့မောင်အေးဟာအရန်ကိုအလွန်တုံးလွန်းတဲ့ကွယ်တနေ့မှာသူ့အမေကမောင်အေးကိုတောထဲမှာဟင်းစားသွားရှာဖို့လွှတ်လိုက်တဲ့ညနေဆောင်တော့မောင်အေးရွာကိုပြန်လာတယ်ဒါပေမဲ့လက်ထဲမှာဘာမှပါမလာဘူးဒီတော့သူ့အမေကသားအမေဟင်းစားသွားရှာခိုင်းတာဘာလို့ရှာမလာတာလဲလို့မေးလိုက်တယ်မောင်အေးကအမေသားတောထဲကိုရောက်တော့စာကလေးတစ်ကောင်ကိုတွေ့တယ်ဒါနဲ့ငါအမေကမင်းကိုချက်စားမလို့တဲ့ရွာထဲကငါအမေအိမ်ကိုတွားလိုက်နော်ဆိုပြီးတော့စာကလေးတစ်ကောင်အမေစီလွှတ်လိုက်တယ်လေမလာဘူးလားလို့သူ့အမေကိုပြန်မေးတဲ့ဒီတော့မောင်အေးရဲ့အမေကဟဲ့ငါသားရဲ့အဲ့ဒီလိုမလွှတ်လိုက်ရဘူးရိုက်နှက်ပြီးယူခဲ့ရတယ်လို့မောင်အေးကိုတင်ပေးတာပေါ့အမေပြောတဲ့စကားကိုမောင်အေးလဲတေချာမှတ်ထားပြီးတောထဲကိုဟင်းစားထက်ထွက်ရှာတယ်ဒီတစ်ခါတော့မှုတွေအများကြီးပေါက်နေတာတွေ့တဲ့မောင်အေးလဲမှုတွေကိုသူ့မိမှားထားသလိုဒုတ်တချောင်းနဲ့ရိုက်နှက်ပြီးပစိုးကပုံစားတယ်ယူလာတော့တဲ့အိမ်ကိုရောက်တော့ရိုက်နှက်ပြီးယူလာတဲ့မှုအကြည်တွေကိုကပုံစားတွေကထုတ်ပြီးသူ့အမေကိုပေးလိုက်တာပေါ့သူ့အမေကကြေမွနေတဲ့မှုတွေကိုကြည့်ပြီးမောင်အေးရေနောက်ကိုအမြစ်ကနေနှုတ်ယူလာခဲ့ကွယ်လို့ပြောလိုက်ပြန်တယ်မောင်အေးလဲသူ့အမေစကားကိုမှတ်ထားလိုက်ပြန်တဲ့နောက်တနေ့မောင်အေးဟင်းစားရှာထွက်လာရင်ပြားအောင်တုံးကိုတွေ့တော့သူ့အမေမှားသလိုပြားအောင်ရှိတဲ့တစ်ပင်ကိုအမြစ်ကနေနှုတ်ယူတဲ့လေမောင်အေးကတစ်ပင်ကိုလှုပ်ပြီးနှုတ်တော့ပြားတွေကထလာပြီးသူ့ကိုဝိုင်းတုတ်ကြတော့တာပေါ့ပြားတုတ်တဲ့အဖူပိန်တွေနဲ့အိမ်ကိုပြန်ရောက်လာတဲ့မောင်အေးကိုကြည့်ပြီးသူ့အမေကငါသားရေဒီလိုမျိုးတွေ့ရင်မီးရှို့ပြီးယူရတယ်ကွယ်လို့ပြောလိုက်ပြန်တယ်မောင်အေးလည်းမှတ်ထားလိုက်ပြန်တယ်နောက်နေ့ရောက်တော့မောင်အေးတောထဲကိုသွားရင်လမ်းမှာသင်္ကန်းခြုံထားတဲ့ဘုန်းကြီးတစ်ပါးကိုမြင်သွားတယ်ကွဝါဝါမြင်တာနဲ့ဟင်းစားမှတ်ပြီးသူ့အမေမှားတဲ့အတိုင်းဖုံဖုံသင်္ကန်းကိုမီးနဲ့လိုက်ရှို့တော့တာပေါ့ဖုံတော်ကြီးကသူ့ကိုမီးနဲ့ရှို့နေတဲ့မောင်အေးကိုဒုံနဲ့လိုက်ရိုက်တော့မောင်အေးလည်းငိုယိုပြီးအိမ်ကိုပြန်လာရတယ်လေအိမ်ရောက်တော့သူ့အမေကိုတောထဲကိုဟင်းစားသွားရှာရင်ဝါဝါဝစ်ထားတဲ့တယောက်ကိုမြင်တာနဲ့အမေမှားတဲ့အတိုင်းမီးနဲ့ရှို့တာပဲဒါပေမဲ့ဝါဝါဝစ်ထားတာဖုံကြီးတဲ့ဖုံကသူ့ကိုမီးနဲ့ရှို့လို့တားကိုလိုက်ရိုက်တယ်လို့ငိုပြီးပြောတဲ့အမေဖြစ်သူကအလန့်တကြားနဲ့ဟဲ့မောင်အေးအော်ငရဲတော့ကြီးကုန်တော့မှာပဲနောက်တစ်ခါမြင်ထိုင်ရှိခိုးနော်ကြားလားအဲ့ဒါလောက်အားရသလားငါသားရဲ့လို့ပြောလိုက်တာပေါ့နောက်တနေ့မှာမောင်အေးကထုံးစံအတိုင်းတောထဲကိုဝင်ပြီးဟင်းစားရှာပြန်တယ်ဒီတခါတော့ကြားတစ်ကောင်နဲ့တက်တက်တိုးတဲ့မောင်အေးလည်းအဝါရောင်ကြားကိုမြင်တော့သူ့အမေမှားတဲ့အတိုင်းထိုင်ရှိခိုးတော့တာပေါ့သူ့ရှေ့မှာငုတ်တုတ်ထိုင်ပြီးရိုးရိုးသေးသေးနဲ့ရှိခိုးနေတဲ့မောင်အေးကိုကြားကကိုက်တက်ပြီးစားလိုက်တော့တဲ့ကွယ်ပုံမြင်လေးရတော့နေတာပဲကွယ်ကလေးတို့ရေဘယ်ရမစိုးတည့်ရသေးမှတ်လို့မရဘူးနော်အခြေအနေပေါ်မူတည်ပြီးဆုံးဖြတ်ရမယ်မဟုတ်ရင်မောင်အေးလိုအသက်ဘေးနဲ့ကြုံရတတ်တယ်လို့ပြောကြရင်ဒီဗီဒီယိုလေးကိုဆုံးသက်ချင်ပါတယ်